င်ထားခက်လောက်အောင်ဒုရိအရန်နာနေပြီးတော့ကြတော့ဒီဝေဒနာကြီးကနှစ်ရှည်ကြီးလဲခံစားနေရတဲ့အဆင်းမြစ်တွေကလည်းဖောရောင်ပြီးတော့နာကျင်ကြိုက်ခဲတတ်တယ်ဆိုလို့ရှိရင်ဒီနီလန်းလေးကိုလုပ်ကြည့်ပါပတ်စံတပြားမှမကုန်ဘူးပေါ့နော်ဒါလေးကကြတော့တင်မောသီးအမဲ့ရဲမှာအစိဆိုလို့ရှိရင်ပိုပြီးကောင်းပါတယ်အမဲ့ဆိုကောင်းတယ်ပေါ့နော်ဒီတင်မောသီးထဲမှာကြတော့နာကျင်မှုကိုတက်တာစီတဲ့ပတ်ပိန်းလို့ခေါ်တဲ့အင်ဇိုင်းတွေပါလို့ပေါ့နော်ဒါကြောင့်မလို့ရောင်ရမ်းနာကျင်မှုတွေကြိုက်ခဲနာကျင်မှုတွေကိုတိတိတတ်တာစေပါတယ်တင်မောစီလေးတွေကိုလိမ့်ပေးမယ်ဆိုလို့ရှိရင်လည်းသူကနှွေးထွေးမှုကိုခံစားရမယ်ပေါ့နော်လိမ့်လိုက်တာနဲ့အယိုးထဲမှာအသားထဲမှာဖြည်းဖြည်းချင်းနှွေးလာတာကိုခံစားရပါလိမ့်မယ်အဲ့တော့ဒီတင်မောစီလေးတွေကိုထုခွဲထောင်းပြီးတော့ဒူးပေါ်ကိုဓာတ်ရိုက်တင်ပြီးတော့လိမ့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလိမ့်ပေးမယ်ဆိုလို့ရှိရင်ကြက်သားတင်းမာတာတွေကိုလည်းဖြေလျှော့ပေးနိုင်တယ်လိမ့်ပြီးလို့ရှိရင်လည်းပို့ပြီးတော့ပေါ့ပါသွားတာကိုတိတိတတ်ခံစားရပါတယ်တိုင်းလိမ့်နာထက်စားလို့ရှိရင်ထုခွဲထောင်းချီပြီးမှဒူးဘော်ကိုပုတ်တက်ပြီးတော့နာကျင်တဲ့နေရာကိုလိမ့်ပေးတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်15မိနစ်လောက်လိမ့်ပေးပြီးလို့ရှိရင်တော့ရေဆေးချလို့ရပါတယ်ရှင်ဒါကိုတစ်ပတ်မှာ3ချိန်4ချိန်လောက်အထိလုပ်ပေးကြည့်လိုက်ပါဒုနာခနာတာတွေရဲ့အစိမြစ်တွေရောင်ရမ်းနာကျင်တာတွေတိတိတတ်တာစေပါတယ်အဲ့ဒါလုပ်ပြီးရင်တော့ရေများများတောက်ပေးပါ